င်္ဂလာပါရှင်ကျမတို့ရဲ့မိုးလေဝသသတင်း channel လေးကကြိုဆိုလိုက်ပါတယ်။မတ်လ22ရက်နေ့23ရက်နေ့တွေမှာရှမ်းပြည်နယ်နဲ့မန္တလေးတိုင်းနယ်စပ်ဒေသတွေမှာမိုးရွာနိုင်ပါတယ်။အပူလျှော့မိုး2025မတ်လ23ရက်နေ့တွင်ပြင်ဦးလွင်ခရိုင်မန္တလေးခရိုင်ကျောက်ဆည်ခရိုင်မိထ္ထီလာခရိုင်ပျော်ဘွယ်ခရိုင်ရမဲသိန်းခရိုင်နှင့်နေပြည်တော်ဧရိယာဒေသတွေမှာမိုးတိမ်များရောက်ရှိလာပြီးအပူလျှော့ကျစေနိုင်သလိုနေရာကွက်ကြားမိုးထစ်ချုံရွာနိုင်ပါတယ်။မကွေးတိုင်းဒေသကြီးတွင်2025မတ်လ20ရက်နေ့မှ29ရက်နေ့အတွင်းနေ့အပူချိန်များမြင့်တက်လာနိုင်ပြီးရာသီဥတုပူပြင်းခြောက်သွေ့စေနိုင်ပါတယ်။မိုးရွာသွန်းနိုင်တဲ့အလားအလာမရှိပါဘူး။ရှမ်းပြည်2025မတ်လ22ရက်နေ့နှင့်23ရက်နေ့တွေမှာရှမ်းပြည်နယ်တောင်ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းမန္တလေးတိုင်းအရှေ့ပိုင်းဒေသတွေမှာမိုးရွာနိုင်ပါလေမိုးလျက်စီးမိုးကြိုးသတိပြုကြပါရက်ကြိုလည်းခံမှန်းပေးပြီးဖြစ်ပါတယ်မတ်လ21ရက်မှ24ရက်အတွင်းရှမ်းပြည်နယ်ကချင်ပြည်နယ်နှင့်စကိုင်းတိုင်းအထက်ပိုင်းဒေသများမှာမိုးနှင်းငယ်မှအသင့်အတင့်ရွာနိုင်ပြီးကြံပြည်နယ်နှင့်တိုင်းများမှာတိမ်အသင့်အတင့်ဖြစ်ထွန်းကာနေ့အပူချိန်များအနည်းငယ်လျော့ကျလာနိုင်ပါမယ်။22ရက်နေ့နောက်ပိုင်းအပူချိန်တွေပြန်ကျနိုင်ကြောင်းတွေ့ရပါတယ်။နွေရာသီကာလအတွင်းမှာအပူချိန်တွေမြင့်တက်မှာကသဘာဝအတိုင်းပါပဲလွန်ခဲ့တဲ့အပူချိန်မြင့်တက်မှုတွေနဲ့မိုးရွာနိုင်မဲ့အခြေအနေတွေရှိရင်တင်ပေးပါမယ်။လောလောဆယ်အပူချိန်မြင့်တက်နေချိန်ဖြစ်တာကြောင့်ကချင်ပြည်နယ်နဲ့တနင်္သာရီတိုင်းတွေမှာအပဘယ်ပြည်နယ်တိုင်းမှာမှမိုးရွာနိုင်မှာမဟုတ်ပါဘူး။ဧပြီလ10ရက်အထိမြန်မာနိုင်ငံရဲ့မိုးလေဝသအခြေအနေများသည်ထူးကဲအစွန်းရောက်သည့်မိုးလေဝသအခြေအနေများမဟုတ်ဘဲပုံမှန်မိုးလေဝသအခြေအနေများအတိုင်းသာရှိနေမှာဖြစ်ကြောင်းတွေ့ရပါတယ်။တနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမိုးထစ်ချုံရွာမီရွာရန်ရာနှုန်း80ဖြစ်ပါသည်နေပြည်တော်ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့တွင်အများအားဖြင့်တာယာပြီးကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင်တိမ်အသင့်အတင့်ဖြစ်ထွန်းမည်မြမပင်လယ်ပြင်လှိုင်းနှင်းငယ်မှလှိုင်းအသင့်အတင့်ရှိမည်လှိုင်းမြင့်မှမြမကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင်4ပေမှ6ပေခန့်ရှိနိုင်ပါသည်နောက်2ရက်အတွက်ခံမှန်းချက်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်မြောက်ပိုင်းနှင့်အရှေ့ပိုင်းတို့တွင်နေရာကွက်ကြားမှနေရာကျဲကျဲမိုးထစ်ချုံရွာနိုင်ပါသည်နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမည်ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်တိမ်နှဲငယ်ဖြစ်ထွန်းမည်မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတဲချိန်အထိခံမှန်းချက်အများအားဖြင့်တာယာမည်မိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအသစ်တင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်။